ပြည်ကောဇာတက္ကတိ1389ခုနှစ်ဒုတိယဝါဆိုလပြည့်ကျော်3ရက်နေ့စင်ကြပါအပ်သောမြိတ်မြို့ဝန်တရကိတမုံကိုရိတ်သာစံကြောင်းပရဆုံကျောင်းတဲ့အတွင်း49ကြိမ်မြောက်စင်ကြပါအပ်သောမုံကိုဝိပဿနာတရားစင်တဲ့လုပ်ငန်းစဉ်ပြပွားရေးတလတာစခန်းမွဲကြီးရဲ့ပဏမဆုံးသောနေ့အဖို့မှာမြတ်စွာဘုရားအမှုထား၍တန်ဃာတော်အရှင်ကောင်းရှင်မြတ်များနှင့်တကွတရားစခန်းဝင်ယောဂီသူတော်စင်တို့၏သီလသမာဓိပညာကိုတို့ကိုဥထိတ်မှပန်းဆင်းပြီးတော့ယနေ့စွမ်းလူတန်းကြတဲ့အလူရှင်များကတော့အာရုံစွမ်းကိုသာသနာဓာယီအမျိုးသမီးများအဖွဲ့မှလှူဒန်းခြင်းနေ့လယ်စွမ်းကိုတော့ဖြင့်အလူတရကကိုထုံးမဲလက်မတိတာတော်တမိမဆုမြတ်တန်စင်အေချမ်းတရားရမှနေ့လယ်စွမ်းတို့ကိုစက္ကလှူဒန်းကြပါတယ်ဆက်လက်ပြီးတော့ဦးဇင်းတို့တရားစခဝဲကြီးဖြစ်မြောက်အောင်မြင်ရအတွက်မတိလှူဒန်းကြတဲ့အလူရှင်များကတော့ဦးကောင်းကောင်းတော်ရုပ်တမိမအေးအေးခံမိသားစုနောက်လည်းရမှတသိန်းကျပ်ဦးထောရီမိသားစုဆွေပေးရမှ9000ကျပ်ကိုမျိုးငယ်မဆန်းထွေးမိသားစုအောင်မင်္ဂလာရမှ2သိန်းကျပ်ဦးဝင်းမြင့်ဒေါ်ခင်ဝင်းပပအထက်ဆိုင်မိသားစုနောက်လည်းရမှ2သိန်းကျပ်ဦးတန်းတော်တော်အေးတန်းဆွဲတော်အလှကိုနဲ့အိတ်ဆိုင်အလေကျော်ရမှ1သိန်းကျပ်တို့ကိုအတီးတီပါဝင်လှူဒန်းကြပါတယ်ဆက်လက်ပြီးတော့ဦးဇင်းတို့မတေလူဒန်းပြီးတော့ဦးဇင်းတို့အဟောင်းပြုပြင်ကုသိုလ်ရှင်များကတော့တော်လက်လက်ဝင်းမိသားစုဘုံပြန်ရမှ1000ကျပ်မခင်စာချီတော်မိသားစုဆွေပြီးတန်ရမှ1000ကျပ်တော်လက်လက်ခိုင်မိသားစုတာကေတရမှ1000ကျပ်ဦးလှအောင်တော်ရည်တင်မိသားစုမြို့သေးရမှ9000ကျပ်တော်တဲ့ရီမိသားစုရေဖြူရွာမှ4000ကျပ်တော်ညိုမိသားစုမြို့သေးရမှ3000ကျပ်တော်နှွဲ့မိသားစုရင်ကန်းအော်ရွာမှ2000ကျပ်နှစ်ဖက်မိဘများအရေးစုရဒေါကေကျိုမိသားစုကလွင်ရမှ2000ကျပ်တို့ကိုအသီးသီးပါဝယ်လှူဒန်းကြပါတယ်ကျန်တဲ့အလူရှင်စင်းကိုတော့ဦးဇင်းတို့မနေ့ဖာမှာဆက်လက်ကျင်းညာပေးပါမယ်ဒါကြောင့်ဒီကနေ့လူတန်းကြသောအလူတကအလူမများနဲ့တကွာတရားစခန်းဝင်ယောဂီသူတော်စင်တို့နှင့်ပြေပမှတရားနာစေဝေရောက်စီလာကြကုန်သောအလုံးသောယောဂီသူတော်စင်တို့အားဒီကနေ့သုံးလူထောထရှင်တော်မြတ်ဖရာဤဒေသနာတော်အယကျေးဇူးတော်ရှင်အကမဟာပန္တိတမုဂုတ်ဆရာတော်ဖရာကြီးနှင့်ဘဝနတ်ထံပြန်တော်တော်မူပြီးကျေးဇူးတော်ရှင်အကမကမ္မဌာနစရိယမြိတ်မြို့အစစ်တေဆရာတော်ဘုရားကြီးတို့ရဲ့ဥပနိတယအတိုင်းဦးဇင်းတို့ဉာဏ်မီသမျှသဘောပေါက်သမျှပဋိစ္စသမုပ္ပါအခြေခံပြီးတော့သစ္စာ၄ပါးမူတည်ကအထူးအားဖြင့်ဟောကြားအပ်သောတရားတော်ကတော့ဓမ္မပဋ္ဌဒေသနာတော်အမည်ရှိသောတရားတော်ကိုရွေးထုတ်၍အလုံးသောသူတော်ကောင်းတို့အားဆွေးနွေးတင်ပြအကြံပြုဟောကြားတော်မှာဖြစ်သည့်အတွက်အလုံးသောသူတော်ကောင်းတို့သည်တရားတော်ကိုနာကြားတဲ့အခါမှာမိမိရဲ့စိတ်သည်အာယုတော်ဘာစိတ်ဘဲမှမသွားဘဲနာကတရားကိုနာဉာဏ်ကခန္ဓာကိုလှည့်၍ခန္ဓာအရှိဉာဏ်အသိနဲ့ကိုက်အောင်တရားတော်ကိုနာတဲ့အတိုင်းသိတဲ့အတိုင်းကြည်ကြံကြိုးကိုပွားများအားထုတ်ကဖြစ်ဒီဘဝဒီခဏဒီတဏှာ၏အတွင်းမိမိတို့လိုလားနေတဲ့တောင်းတမြတ်တို့ပါစင်အပ်သောကောင်းကျိုးချမ်းသာတို့နှင့်ပြည့်စုံပါစေလို့မေတ္တာဆန္ဒဖြင့်တရားတော်ကိုမဟောကြားသေးမီတရားတော်ကိုမနာကြားကြသေးမီတရားတော်၏မူလပိုင်းရှင်ဖြစ်တော်မူသောသုံးလောကထောထားရှင်တော်မြတ်ဘုရားကိုကိုယ်ဆောက်ဘာဝနာ၄ပါးတို့ဖြင့်အလုံးသံပြိုင်ညီညာရော့ဆိုပြီးတော့တရားပွဲစာကြရအောင်အာရဟသသ
ဘေးရန်ကွာချမ်းသာကြစေသာငါဤကိုမှရှိနေတာယောစာပွဲကြီးပါတကားငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလူတော်သည်ငါဤယုံနာဘုရားထံအနန္လူဒံပါဤဘုရားငါဤယုံနာဆရာထံအနန္လူဒံပါဤဘုရားသာဓုတတိပဋ္ဌာန်ကိမိတော်ဥချခြင်းတတိပဋ္ဌာန်ကိပြီးတော့မိမိတို့နှစ်သက်မြတ်တာသောဣရိယာပုဖြင့်တရားတော်ကိုယုတ်သေးစွာဖြင့်နာကြားနိုင်ကြပါပြီတဲ့ဓမ္မပဒဒေသနာတော်ဒါဥစဉ်တို့ဒီဓမ္မပဒကိုနာယူကြမဲ့သူတော်ကောင်းတို့ကတတိပြဋ္ဌာန်းသောပညာပြဋ္ဌာန်းသောတတိတရားနှစ်ပါးပေါ့ဒီဓမ္မပဒဒေသနာတော်ကိုနာယူရမယ်သူတော်ကောင်းတို့ကပထမမမိအောင်နာရမယ်ဒုတိယကသဘောပေါက်အောင်နာရမယ်မမိအောင်နာဖို့အတွက်ဘယ်လိုနာရမလဲဆိုတော့ပညာပြဋ္ဌာန်းသောတတိဘာတတိလဲဒါလို့ဆိုတော့တတိနဲ့မမိအောင်နာတတိနဲ့မမိအောင်နာဆိုတော့ဒီတတိကရိုးရိုးတတိမဟုတ်ဘူးဘာပြဋ္ဌာန်းတဲ့တတိဒါလို့ဆိုတော့ပညာမေခင်နှစ်ပါးတမာရီမေခင်မှာရှိတဲ့တမ္မာတတိမေခင်ကတပါးဆိုတော့ပညာပြဋ္ဌာန်းသောတတိဖြင့်မမိအောင်နာရမယ်နောက်နိဏဘကမမိပြီဆိုရင်ဘယ်လိုနာရမလဲဆိုတော့သဘောပေါက်အောင်နာရမယ်ဘယ်လိုနာရမယ်ဒီသဘောပေါက်အောင်နာမယ်ဆိုရင်တော့တတိပြဋ္ဌာန်းသောပညာဘာလို့ပြောဒါလို့ဆိုတော့တတိနဲ့ပညာပေါ့ဘာနဲ့ပါလဲသတိနဲ့မမိအောင်ပညာနဲ့သဘောပေါက်အောင်ဘာလို့ပြောဟုတ်ပြီအဲ့ဒီလိုတရားကိုနာကြားမှသာလဲရင်တရားနာရကြိုးလဲနှံ့မယ်ဆိုလိုတာကနာပြီးတဲ့တရားကိုဒီအတိုင်းမထားဘဲနဲ့နာရမယ်သိအောင်နာရမယ်သိပြီးနာပြီးတဲ့တရားတွေကိုယောဂီတို့ကကိုယ်တိုင်ကိုယ်ကြမကြည့်ရမှာလားကြည့်ရမှာဒါလို့ဆိုတော့နာပြီးတဲ့တရားကိုမကျင့်လျင်အဖို့တန်ပါမလားဒါကြောင့်နာလဲနာပါကြည့်လဲကြည့်ပါဟုတ်တယ်ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားဟောတဲ့အဆုတ်အမမှန်သမျှသည်ဘာကိုဗဟုပြုတဲ့တရားလဲဆိုတော့စိတ်ကိုဗဟုပြုတဲ့တရားဘာကိုဗဟုပြုလဲစိတ်ကိုဗဟုပြုတဲ့တရားဒါဆိုဘုရားရှင်ဟောတဲ့တရားမှန်သမျှကစိတ်ကိုဗဟုပြုတဲ့အတွေ့ဒါမလုတ်တဲ့ဘူးဒါကလုတ်တဲ့ဘယ်နှမျိုးကိုဟောလဲဒါလို့ဆိုဘုရားရှင်ဟောတဲ့ဒေသနာသည်မလုတ်တဲ့တာကိုမလုံနဲ့လုတ်တဲ့တာကိုလုံအလိုပြန်ပြောဘာကိုဗဟုပြု၍ဟောတယ်လဲဒါလို့ဆိုဒီနေ့ယောဂီတို့ကတရားအားထုတ်တယ်ဆိုတာကဘသူကိုယဉ်ကျေးအောင်လုပ်ရမယ်ဘသူကိုဆုံးမရမယ်ဒါဥစ္စာတို့မနစ်ကအလုတ်ပေးတရားမှာပြောတယ်လေဝင်လေကိုသိတဲ့စိတ်ထွက်လေကိုသိတဲ့စိတ်အဲ့ဒီစိတ်ကိုတစ်ချိန်တည်းသိရမှာလားအကြိမ်ကြိမ်သိရမှာလား
ဒါပေမဲ့အကျဉ်းကြီးသိပါလို့ပြောပေမဲ့ပုရုဇဉ်တို့ရဲ့သဘာဝကဘာနဲ့အလားတန်တူတယ်လဲဆိုတော့ရေထဲကငါးများဟာကုန်းပေါ်တင်လိုက်ရင်ဒီငါးဘာဖြစ်နေလဲတစ်ဖြတ်ဖြတ်ခါနေတယ်ထိုနည်းတူစွာပဲယောဂီတို့လည်းပဲတဏှာသမှုရိယတန်ရောစဉ်အိုးအိမ်တန်ရောစဉ်အဆွေမျိုးတန်ရောစဉ်စီးပွားတန်ရောစဉ်ဆိုတော့ရေထဲမှာနေတော့ကတော့တည်ငြိမ်ပြီးတော့နေတယ်ဟောဒီကနေ့တရားဒီဟုသောကုန်းပေါ်တင်လိုက်ပြီဆိုတော့ဝင်လေထွက်လေမှတ်တော့လူတလောက်အချိန်မှာလူတလောက်ညင်ရဲ့လားအဲ့လိုပြောမလို့ရလိုက်အပြင်ကိုထွက်သွားလိုက်ရမလို့ကြံလိုက်အပြင်ကိုထွက်သွားလိုက်ဘာဖြစ်နေတာလဲဆက်ခံနေတယ်ရွေးတွေနော်အဲ့လိုပြောဘာဖြစ်နေလဲအဲ့တော့ဥစ္စာဘာပြောလဲအကယ်လို့အဲ့ဒီထွက်လေဝင်လေကိုပြန်၍ဆွဲလို့ရရင်ပြန်ပြီးတော့ဆွဲမရရင်တော့သူ့နောက်ကိုလိုက်နော်ရွေးတွေမရရင်ဘယ်သူနောက်ကိုလိုက်ရမယ်အဓိကကဘသူကိုဆုံးမဖို့ဘသူယဉ်ကျေးဖို့ဘသူကိုစောက်ဖို့အဲ့ဒီစိတ်ကိုစောက်ဖို့တဲ့စိတ်ကိုဆုံးမဖို့အတွက်အကယ်၍ယောဂီတို့ကထွက်လေဝင်လေရှုရင်မှတ်ရင်ရှုရင်မှတ်ရင်နဲ့စိတ်ကပြင်ပကိုရောက်သွားပြန်ပြီကိုကြည်စားရအာယုကိုရောက်သွားပြန်ပြီတွေးတော်စိတ်တွေဖြစ်လာပြီအိမ်ကိုတတိရတဲ့စိတ်တွေဖြစ်လာပြီတာသမီကိုတတိရတဲ့စိတ်တွေဖြစ်လာပြီဆိုတော့အဲ့ဒီစိတ်နောက်ကိုလိုက်ပြီးတော့အဲ့ဒါဘာစိတ်လဲတွေးတော်စိတ်အဲ့ဒါဘာစိတ်လဲတတိရတဲ့စိတ်အဲ့ဒါဘာစိတ်လဲဆိုတာဘာစိတ်လဲဆိုတာအဲ့ဒီစိတ်နောက်မှာလိုက်ပြီးတော့ဒါဟာတွေးတော်တဲ့စိတ်တတိယတဲ့စိတ်ဝမ်းသာတဲ့စိတ်ဝမ်းနည်းတဲ့စိတ်တို့တွေပြင်းပြတဲ့စိတ်တောင်းတတဲ့စိတ်လိုလားတဲ့စိတ်ကိုယောဂီတို့ကအဲ့ဒီစိတ်ကိုစိတ်အတိုင်းသိအောင်မကြိုးစားရတာလားကြိုးစားရတာလားအဲ့ဒါလိုကြိုးစားလိုက်တဲ့အခါကျတော့ယောဂီတွေအဲ့ဒီအလုတ်ဆိုတာကဘာနဲ့အလားတန်တူတယ်ဆိုတော့ဘုရားရှင်ကိုတော်မြတ်ကြီးကတရားအလုတ်ဆိုတာသူတော်ဘာကိုအားကိုးရမှာလားမိမိကိုမိမိအားကိုးရမှာဒီကိုကြီးကိုအားကိုးရမှာလားအသိဉာဏ်ကိုအားကိုးရမှာဒါပေမဲ့ယခုခေတ်လူတွေကဘာတွေနဲ့အခြေကုန်နေတယ်လဲဆိုတော့အနာဂတ်ကိုမျောလောခြင်းသူတော်ဘာကိုအားကိုးခြင်းလှုပ်တဲ့လှုပ်ထိုက်သောအလုပ်ကိုမလှုပ်ခြင်းဘယ်နှချက်လဲအလိုဘယ်နှချက်လဲဒီအချက်၃ချက်ကြောင့်ရတဲ့ရထိုက်သောအကျိုးတွေရရဲ့လားရတာမရတဲ့အချိန်ကမကုန်ဘူးလားအသက်တွေကမယိုယွင်းလာဘူးလားယောဂီတွေဥစ္စာတွေတက်တန်းဆိုတာကယောဂီတွေကြာလေးလေးပူလာလေးလေးလားကြာလေးလေးကုန်လေးလေးလားဒါလို့ဆိုယောဂီတို့ကကုသိုလ်စိတ်တွေဖြစ်အောင်တော့မကြိုးစားရမှာလားကြိုးစားရမှာလားကဲကြိုးစားမယ်ဆိုဒီကနေ့ဓမ္မပဒဆိုတာတယောက်တွေဘာကိုပြောတယ်လဲဆိုရင်ဓမ္မဆိုတာတရားတော်တို့ပဒကအပေါင်းအစုအဲ့ဒီဓမ္မပဒကိုမြန်မာလိုပြောလိုက်မယ်ဆိုရင်တရားတော်များအပေါင်းအစုအဲ့လိုပြောဟုတ်ပြီပြန်ပြောပါသူတို့ဆိုအဲ့ဒီဓမ္မပဒထဲမှာဦးဇင်းတို့ယောဂီတို့လောကီအတွေ့လောကုတ္တရာအတွေ့ယောဂီတွေနိဗ္ဗာန်ဆိုင်ရာတရားမိဘနဲ့သာသမီဝတ္တရားနော်ယောဂီတွေကိုကြည့်ရမယ်ဝတ္တရားတွေမျိုးစုံပါဝင်သောကြောင့်ဓမ္မပဒသည်တရားပဒေသာလို့လည်းခေါ်တယ်ဘယ်လိုခေါ်လဲဘာကြောင့်လဲဆိုတော့အဲ့ဒီထဲမှာလောကုတ္တရာမဲ့ဖို့နိဗ္ဗာန်အထိဆိုင်ရာတရားတွေလည်းမပါဘူးလားဒီတရားကိုဥတည်ပြီးတော့
လူမှုရေးကြီးပွားရေးစီးပွားရေးပညာရေးစတဲ့လောကီရေးရာအတွေ့လဲအလောအမတန်ကြီးစုများတဲ့တရားတွေကိုထည့်သွင်းဟောကြားထားသောကြောင့်ဓမ္မပဒဒေသနာတော်သည်ရိုးရိုးတရားလားတရားညော့ပေါင်းကျမ်းလားအလိုပြောပါအဲ့ဒီတရားညော့ပေါင်းကျမ်းကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်တဲ့ရွေတွေဂါထာပေါင်းဘလောက်ဟောကြားတယ်လဲဆိုရင်423ဂါထာအလိုပြောဟုတ်ပြီပြန်ပြောပါအဲ့ဒီဓမ္မပဒတကြံလုံးမှာဝတ္ထုတာရကအနေနဲ့ဟောတဲ့ဝတ္ထုအပုပ်ပေါင်းက304ပုဒ်မနှပုဒ်လဲအဲ့ဒီဒေသနာတကြံလို့ကိုအုပ်စုဝေကအနေနဲ့ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင်ဓမ္မပဒမှာအုပ်စုဝေကပေါင်းက26အုပ်စုဘယ်နှအုပ်စုလဲဒါလို့ဆိုလို့ဒီတရားတွေအလောမကျေဝေါ်တဲ့တရားလားကျေဝေါ်တဲ့တရားလားအလောကျေဝေါ်တဲ့တရားကိုဒီကနေ့ယောဂီတို့ကနာတဲ့အခါမှာတေမတ်မိအောင်နာမယ်တေနိကသဘောပေါက်အောင်နာမယ်ကဲမတ်မိအောင်ဘာနဲ့နာမယ်တတိနဲ့နာမယ်ဟုတ်ပြီဘာနဲ့နာမယ်သဘောပေါက်အောင်ပညာနဲ့နာမယ်အဲ့ဒီတတိကလည်းရိုးတတိလားပညာပြထမ်းသောတတိအဲ့လိုပြောဒါလို့ဆိုရင်ပညာလဲပါတဲ့တတိဖြစ်တဲ့အတွေ့မိမိတို့သည်သဘောပေါက်မယ်ပညာနဲ့တခါမိမိတို့ကပြန်ပြီးနာကြားလိုက်မယ်ဆိုရင်ဒီတရားတွေကိုသဘောမပေါက်မှလားသဘောပေါက်မှလားဒါကြောင့်အဲ့ဒါလိုသဘောပေါက်တဲ့အတွေ့ဒီဓမ္မပဒဒေသနာတော်ကိုနာကြားရခြင်းအပြင်မိမိတို့တန်တမ်းမှာယောဂီတွေလောကီအတွေ့ရောလောကုတ္တရာအတွေ့ရောအကျိုးတရားတွေမပြီးစီးမှလားပြီးစီးမှလားဒါလို့ဆိုအဲ့ဒီဓမ္မပဒဒေသနာတော်ကိုနာယူမယ်ဆိုရင်ဘာအကျိုးတွေရတယ်လဲဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးပရိနိဗ္ဗာန်စံပြီးနေ့350မှာယောဂီအလိုကြားခုပါတယ်အာသောကမင်းဘယ်မင်းလဲအဲ့ဒါဥစ္စတော်ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနေ့350မှာပေါ်ပေါက်တဲ့အာသောကမင်းတရားကြီးဒီတုန်းကအလောကြမ်းတမ်းတယ်နောင်တော်များစွာကိုသတ်လိုက်တယ်ဘယင်မင်းတဆူဖြစ်ဖို့အတွက်နောင်တော်ညီတော်အားလုံးကိုသူမတတ်တာလားတတ်တာလားဒါဆိုကြမ်းတမ်းတဲ့မင်းဘောတွေဘာမင်းလဲအဲ့ဒီကြမ်းတမ်းတဲ့မင်းတီတဲ့သူ့လက်ထက်မှာပေါ့သာသနာပျောက်လို့နီးဖြစ်တယ်အဲ့ဒီချိန်မှာဥစ္စာတို့မိစ္ဆာဝါဒတွေလည်းပဲကြီးစိုးနေတဲ့အချိန်ပေါ့ဒီအာသောကမင်းကြီးကလည်းပဲသူဘယင်ဖြစ်ဖို့အတွက်သူ့ရဲ့ညီတော်နောင်တော်တွေကိုလည်းပဲအသေးတတ်လိုက်တဲ့အခါကျတော့ယောဂီတွေအဲ့ဒီချိန်မှာသမ္မာဒိဋ္ဌိနဲ့မိစ္ဆာဒိဋ္ဌိဘယ်တရားကအားကောင်းနေမလဲအလိုပြောပါအဲ့ဒီလိုအချိန်မှာမိစ္ဆာဒိဋ္ဌိအားကောင်းနေသောအချိန်မှာ9နှစ်အရွယ်ရှိတဲ့နိရောဓသမဏေဘယ်သူအဲ့ဒီနိရောဓသမဏေကတရားရှိတယ်ဆိုတော့ယဟန္တာလည်းဖြစ်တယ်ဆိုတော့သူ့တဏ္ဍာမှာတရားတွေကိန်းနေတယ်ဆိုတော့ယောဂီတွေဒီသမဏေလေးကသွားဘုံလာဘုံနေဘုံထိုင်ဘုံမယဉ်ကျေးတာလားယဉ်ကျေးတာလားဘာရှိလို့အလိုပြောတရားရှိတဲ့သူသည်ဘသူကိုကြည်ညိုလဲဘုရားကိုကြည်ညိုတာဘောရတွေတရားရှိတဲ့သူသည်ဘသူကိုကြည်ညိုလဲဘုရားကိုကြည်ညိုတဲ့သူသည်သူ့မှာတတိတွေအမြဲမရှိတာလားရှိတာလားနေဘုံထိုင်ဘုံသွားဘုံလာဘုံပြောဘုံဆိုဘုံစားဘုံတောက်ဘုံအရာရာမှာတတိနဲ့နေတတိနဲ့သွားတတိနဲ့လာတော့အဲ့ဒါကိုဘယ်သူကမြင်သွားတယ်လဲဆိုတော့အာသောကမင်းကြီးကမြင်လိုက်တယ်
ကိုရင်ကဘယ်နှစ်နှစ်အရွယ်လဲအလိုပြောအဲ့ဒီမှာ9နှစ်အရွယ်ရှိသေးလားမရှိတော့ဘူးနော်အဲ့ဒီကိုရင်လေးကလည်းပဲသွားဖို့လာဖို့နေဖို့ထိုင်ဖို့မြစ်လွာလေးတွေချလှမ်းတဲ့သဘောကိုလည်းပဲလှမ်းတယ်လို့သိကြွတယ်ကိုကြွတယ်လို့သိချတာကိုချတယ်လို့သိဘယ်လမ်းညာလမ်းတတိပဋ္ဌာန်နဲ့လှမ်းတဲ့အမှုအရာကိုဘသူကမြင်သွားသလဲဆိုရင်အာသောကမင်းကြီးကမြင်တယ်အလောကြတတ်တဲ့မင်းကြီးကအလောနူးညံ့သိမ်မွေသောတရားသဘောရှိသောတရားကိန်းနေသောဖျားကိုကြည်ညိုသောအမတ်တတိမြဲသောဒီကိုရင်လေးကိုမြင်တော့စိတ်ထဲမှာကြည်ညိုသွားတယ်စိတ်ထဲမှာကြည်ညိုတဲ့အခါကျတော့မင်းချင်းအမတ်တွေကိုအမိတ်ပေးတယ်ဟိုးနန်းရင်ပြင်မှာကိုရင်လေးတစ်ပါးသွားဖို့လာဖို့နေဖို့ထိုင်ဖို့အလောယဉ်ကျေးတယ်ဆိုတော့အဲ့ဒီကိုရင်လေးကိုငါကြည်ညိုခြင်းတယ်ဒါကြောင့်မောင်မင်းတို့ဒီကိုရင်လေးကိုငါစီကိုပစ်ပေးစမ်းပါအဲ့တော့မင်းချင်းအမတ်တွေကလည်းပဲဘယင်ကြီးရဲ့အမိတ်ဆိုတော့ကြောက်တာပေါ့လေအဲ့တော့ကိုရင်လေးထံကိုမြန်မြန်လေးပြေးသွားပြီးတဲ့ခါကိုရင်လေးကိုလက်အကူလေးချီပြီးတော့အရှင်ဖျားကိုတပည့်တော်တို့မင်းတရားကြီးကဖူးမြော်ခြင်းလို့နန်းတော်ကိုကြွတော်မူပါမပစ်တာလားပစ်တာအဲ့တော့ဦးဇင်းတို့ဘယင်ကြီးကပစ်တယ်ဆိုတော့ကိုရင်လေးကဘယင်ကြီးရဲ့အစိတ်ကြောင့်ကိုရင်လေးကမြန်လာသလားအမှတ်တတိနဲ့လာတာအဲ့တော့အာသောကမင်းကြီးကနန်းတော်ဘောကနေပြီးတော့နောက်တစ်ယောက်ကိုလော့ပြန်တယ်ရအောင်ပစ်ခဲ့ပါရုပ်တွေဘယ်နှကြိမ်မြောက်ဒါမဲ့ကိုရင်ကနှစ်ကြိမ်မြောက်ပစ်တော်လဲပဲအမြန်ကြွသလားတတိနဲ့ကြွတာဘသူကိုကြည်ညိုသူလဲဘုရားကိုကြည်ညိုသူသည်ဘာရှိတယ်အလိုပြောတတိရှိတော့အမှန်ကိုမရှိတာလားရှိတာလားအဲ့ဒီကကြောင့်ရုပ်တွေနောက်တစ်ခါပြန်ပြီးတော့လော့လိုက်ပြန်ပြီရောက်လောက်ပြီပေါ့မရောက်သေးတဲ့အခါကျတော့ကိုကြီးကမကြွဘူးထင်တော့ရုပ်တွေနောက်တစ်ယောက်ကိုတခါလော့လိုက်ပြန်ပြီဒါပေမဲ့ဘလောက်ပဲလော့ဘေးမင်းတရားကြီးကဘလောက်ပဲပစ်တယ်လို့ပြောကိုရင်လေးရဲ့တန်တာမှာမြန်ကြွကျတဲ့စိတ်မရှိဘူးတရားသဘောကိုတရားသဘောအတိုင်းအမတ်တတိနဲ့ရုပ်တွေနန်းတော်ဘော်တို့ရောက်လာပြီဘယ်ကိုရောက်လာပြီနန်းတော်ဘော်ရောက်လာပြီဆိုတဲ့ခါကျတော့အာသောကမင်းတရားကြီးကကျမ်းပြေပေါ်မှာထိုင်ပြီးတော့ကိုရင်လေးကိုလက်အုပ်ချီတယ်မှန်လားပါဖယားအရှင်ဖယားနဲ့သက်တော်သောနေရာမှာသတင်သုံးပါဘယ်လိုပြောလဲအလိုပြောပါအဲ့တော့အရှင်ဘုရားနဲ့သက်တော်သောနေရာမှာသတင်သုံးပါဆိုတော့ကိုရင်လေးကမျက်လွှာလေးချပြီးတော့အရှိကိုလှမ်းပြီးတော့တလှည့်ကြည့်လိုက်တယ်နဘေးနဲ့စောင်းပြီးတော့ကြည့်လိုက်တယ်ဒီပုဂ္ဂိုလ်တွေထဲမှာငါထက်သီလကြီးတဲ့သူမရှိဘူးတမာတိကြီးတဲ့သူလည်းမရှိဘူးပညာကြီးတဲ့သူလည်းမရှိဘူးသူတို့ဆိုတော့ငါသည်အမြတ်ဆုံးသူဖြစ်တဲ့အတွက်အာသောကဘယင်မင်းတရားကြီးပလင်ဘောကိုတက်ပြီးတော့ဒီပလင်ဘောကိုရင်တဲ့ကအကြောက်အလတ်မရှိရဲစွမ်းသတ္တိအပြည့်နဲ့တက်သွားတော့အာသောကမင်းကြီးကကျမ်းပြင်ကနေဒုတုံနေလို့တွေအလောကျမ်းလာတဲ့မင်းကြီးနော်တဲ့အလောကျမ်းလာတဲ့မင်းကြီးသည်အဲ့ဒီနိကြောဒသာမဏေလေးရာဇပလင်ဘောကိုရောက်တော့မန္လပါအရှင်ဖျားတပည့်တော်ကိုတရားတပုတ်ဟောကြားတော်မူပါဖျားဘယ်သူကတောင်းလဲအလိုပြောအဲ့တော့အာသောကမင်းတရားကြီးကတောင်းလိုက်တဲ့ခါကျတော့ဦးဇင်းတို့အပမာဒဝိထဲကဓမ္မပဒဒေသနာတော်ထဲကဂါထာတပုတ်ဖြစ်တဲ့ဂါထာတပုတ်ကိုအာသောကမင်းကြီးကိုဘယ်လိုဟောလိုက်တယ်လဲဆိုတော့
Appamado Amadan Batan Alobio Alobian Bioba Pamado Misuno Batan Piambio Howby Edalo Holiday Solo de Debega Tagaro Minji Mamaye Mathibu de Alobio Alobio Pyongya Pialai Melaye Thimabe Subido Eddie Nijoda Thamani Lady Adoka Media Jigo Di Dama Bada Tega Di Gata Tabogu Holai To Adoka Minji Di Boda Bada Win Sense Mapia Dala Pia Dala Dadi Dama Bada E Ajudeya Alobio Naudako Uzendo Nyama Minji Anoyata Minji Alojabula Adi Anoyata Minji di Tadana Ne Tatao Ngaya Chauset Takudeto Yauto Uzendo Yogiro Jahuba de Ayiji Tadana Alojahula Alobia Badana Eda Veme Edichima Uzendo Anoyata Minjiga Ati Alema Nyampia Sida to the Sudo Di Ayiji Dego Manichaidu Tabole Machabu Kule Mapoguebu Edichima Machinio Manete Nede Kata Di Achima Tola Mosuji Pesangla de Asin Dama Dati Ko Asin Arahan Badu Alobioba Eddie Asin Dama Dati Ko Asin Arahan Jiha de Joide Mimi Doye Amu Ayago Chile de Kachado Ayiji Doye Amu Ayane Asin Arahan I Amu Ayadi Tuba Mala Be Amuyaga Yenjele Basilule Taja Uzendo Twiji Dabo Noyode Do de Azakama Wende Yogi Dwele Asin Arahan Lo Yin Jiji Tay Mui See a Lokama Be Noyode Ayiji do Amu Ayamyo Mapye a Lokama Be That was the Manigale O Adama Biba de Node Thoa the D La the D Need the D Time the D Payasingo Chino de do Piebasi Payasingo Kala Time do Mephisine Sinja Sao Yene Uzagale Akakadabo Di Yogi Sinja sounded Lugu Tuye no said the Yibiani Erotuma Amata de Sibamala Eh, that's how you do it. This is change. No, you day. I hope you'll be no, you day. Anoyata Meji the Ayiji ne Ashen Arhan. Alobio Alobio Bioba Batugo Ginule Papelule Alobio Tayashi Lude Tayashi de Dudi Mide Dula Mamide Dula Mametu di Mathiyabu No yode Mametu di Davime Do Yogi Dwega Zinjan Sao Yin a Sound Pian Yin Twide Lugo Piopia Nido A man Masibu boy no Ado Badugo Kala Tiny Badugo Machinio de Dale Ada Joydi, Ada di Bajale Sodo, Mimi yet Thanama Side, Seiko Masoma Naidilo, no day. Pago Masoma Naidilo le Mimi do Thanama Side, Seiko, Masoma Naidilo, Daja Miasa, Piasin, Goromia Giga Mimi yet Satanama Sine de Tayadigo, Belo Yinji, and Soma Yamale Soye de Payasin Goromia Tawudi Bimo, Zido was switch out, Kay on Willie or some Biodo Mude a chain. Ta Payata Dana, Popao needed a chabo.
အဲ့တော့ဒီတာဝတိမြို့မှာဘယ်သူရှိတယ်လဲဆိုတော့ဦးဇင်းတို့မဟာသုဝဏအမည်ရှိတဲ့တကြွယ်ကြီးနာမည်ဘယ်လိုခေါ်လဲမဟာသုဝဏအမည်ရှိတဲ့တကြွယ်ကြီးပစ္စည်းဥစ္စာတွေကျွယ်ဝချမ်းသာတယ်အချမ်းအယံပရိသတ်တွေပြည့်စုံတယ်သို့တော်သူ့မှာသားသမီးတွေမထောကားဘူးအဲ့ဒါနဲ့တနေ့သောအခါကုံကူးရာကအပြန်သစ်ပင်တပင်ကြီးကိုတွေ့လိုက်တယ်ဒီသစ်ပင်ကအရွယ်အခက်အလုံးအမတန်သာယာတဲ့အခါကျတော့ဒီသစ်ပင်ကိုကြည့်ပြီးတော့ဒီတကြွယ်ကြီးကဘယ်လိုထင်လိုက်လဲဆိုတော့ဧကန္တဒီသစ်ပင်မှာယုတ်ကစိုးရှိလိမ့်မယ်ပါရှိလိမ့်မယ်အဲ့တော့အဲ့ဒီသစ်ပင်ချေမှာသတ်စင်ရည်တွေလှုပ်ထီတခေါ်ကုတ်ကမူလီပွားတွေတက်သဲဖြူတွေခင်းရာဇမတွေကားပြီးတော့ယုတ်ကစိုးထံမှာဘာတောင်းလဲဆိုတော့သားယရဏသမီးယရဏပေးပါသားယရဏသမီးယရဏပေးပါလို့ဒီအဲ့ဒါလိုတောင်းပြီးတော့အကယ်၍သားယရဏသမီးယရဏတွေရခဲ့မယ်ဆိုရင်အသိယုတ်ကစိုးကိုအကျွန်ုပ်တို့သည်ပူဇော်သက်ကာရပြုပဲဆိုပြီးတော့ဆုတောင်းပြီးတော့ပြန်တော့အကြောင်းတိုက်ဆိုင်တာလို့ရနော်အဲ့တော့တထေးကတော်ကြီးမှာသားလေးတစ်ယောက်မွေးပြန်ပြီဘယ်သူမွေးလဲအလိုပြောသားတစ်ယောက်မွေးတယ်အဲ့ဒီသားကိုသူကယုတ်ကစိုးကစောက်ဆောက်လို့ယုတ်ကစိုးကပေးလို့ယုတ်ကစိုးဤအာနုဘော်ကြောင့်ရတယ်ထင်ပြီးတော့သူကအဲ့ဒီသားလေးရဲ့နာမည်ကိုမောင်ပါလအလိုပြောပြောပါအဲ့ဒါနဲ့ပဲများမကြာမီမှာလည်းပြုတ်တဲ့နောက်တစ်ယောက်မွေးပြန်ပြီတဲ့နောက်တစ်ယောက်ကိုကြတော့စုလာပါလအလိုပြောဒါလို့ဆိုသူတို့ဒီအမျိုးအနွယ်နဲ့အမိကိုမတ်တဲ့အတွေ့သားအကြီးကိုမဟာပါလသားအငယ်ကိုစုလပါလကဲဘယ်နဲ့ရောက်လဲပြောဘယ်သူနဲ့ဘယ်သူအဲ့ဒီမဟာပါလနဲ့စုလပါလတို့သည်အချိန်တန်အရွယ်ရောက်တော့အိတ်ထောင်တွေကြတာပေါ့အိတ်ထောင်ကြလို့စီးပွားရေးတွေရှာဖခင်လဲကွယ်လို့အနိစ္စရောက်မိခင်လဲကွယ်လို့အနိစ္စရောက်တော့မိခင်ဖခင်ပိုင်သောဥစ္စာတွေကိုဒီညီနောင်နှစ်ဦးကယောဂီတွေမပိုင်တာလားပိုင်တာလားတနေ့သောအခါမြတ်စွာဘုရားရှင်ကိုရမကြီးကတာဝတိပြည်ဇေတော်ဆွေကျောင်းမှာတရားတွေကိုဟောနေတာပေါ့အဲ့တော့ညနေချမ်းအချိန်မှာတာဝတိမြို့သူမြို့သားတွေကပန်းဖျောင်းတိုင်လက်မှာကိုက်ပြီးတော့ညနေပိုင်းအချိန်ကိုတရားနာရန်သွားနာနေပိုင်းအချိန်ကိုဆွမ်းနေသွားညနေပိုင်းအချိန်ကိုပန်းရေချမ်းတွေကင်ပြီးတော့သွားတော့မဟာပါလကမြင်တယ်အဲ့ဒီပုဂ္ဂိုလ်တွေကဘယ်ကိုသွားနေတယ်လဲဘာတွေသွားလို့နေတယ်လဲမေးတဲ့အခါကျတော့ဖယားเจ้าတော်ကိုသွားတယ်တရားနာဖို့သွားတယ်အလိုပြောဟုတ်ပြီအလိုပြန်ပြောပါအဲ့တော့တရားနာဖို့သွားတယ်ဆိုတော့ကဲသလိုရှိငါလဲတရားနာလိုက်မယ်ဆိုပြီးတော့ပရိသတ်တွေနဲ့အတူဖယားရှင်ဤကျောင်းတော်ကိုမဟာပါလလဲတရားနာဖို့သွားတာပေါ့ဒါပေမဲ့မြတ်စွာဘုရားကတရားဒေသနာဟောတဲ့အခါမှာတဦးတစ်ယောက်ကိုအဓိကထားတယ်ကြံပရိသတ်တွေကိုဖြတ်ဝေပြီးတော့ဟောတယ်ဒီပုဂ္ဂိုလ်ဤတဏ္ဍာမှာပါရမီအစအုံပြည့်စုံရဲ့လားဒီပုဂ္ဂိုလ်ဒီအတိတ်တုန်းကမိမိပြုခဲ့တဲ့ကုသိုလ်ပုံညပြည့်စုံရဲ့လားဒီပုဂ္ဂိုလ်ကိုငါဟောလို့ရှိရင်သူသည်အကျော့တရားရနိုင်သလားဆိုတာတို့ဒီဘုရားရှင်မှာဉာဏ်တော်နဲ့ကြည်ပြီးတော့ဘုရားရှင်မဟောတာလားအဲ့ဒါလိုဟောတဲ့အခါကျတော့မဟာပါလသဒုတာတရားနာလာပြီဆိုတော့ဒီမဟာပါလဤအတိတ်ဘဝပါရမီကိုကြည့်လိုက်တဲ့အခါကျတော့ဧကန္တသူသည်ငါဘုရားသာသနာမှာယဟန္တာတဆူဖြစ်လိမ့်မယ်ဘာဖြစ်လိမ့်မယ်
အဲ့တော့ယဟန္တာတဲ့ဆိုဖြစ်လိမ့်မယ်ဆိုတော့ရောက်ရောက်ချင်းမြတ်စွာဘုရားကဝိပဿနာနဲ့စသောတရားကိုမဟောဘူးဘာတရားကိုဟောလဲဆိုတော့တေဒါနနဲ့စသောတရားတေဒါနကိုပြုကြပါဒါနဆိုတာပြုကောင်းတဲ့တရားဒါနရှိသောသူသည်မယဉ်ကျေးသောစိတ်ကိုယဉ်ကျေးစေတယ်ဒါနသည်လောဘအကျဉ်းစားတွေကိုလည်းပယ်နိုင်တယ်ဆိုပြီးတော့ဒါနနဲ့စသောတရားကိုမြတ်စွာဘုရားမဟောဘူးလားဒါနကြောင့်ဘဝတမ္ပတ္တိဘောဂတမ္ပတ္တိဘဝကောင်းကိုပေးတာသည်ဒါနစည်းစိမ်ကောင်းတွေပေးတာသည်ဒါနဆိုပြီးတော့မြတ်စွာဘုရားကတိဘာကထာကိုဟောလေအလိုပြောပါကဲနိဏဘကသီလကထာအလိုပြောကဲသီလကိုလည်းပဲယောဂီတွေမိမိတို့သဏ္ဍာန်မှာတရားနာတရားအားထုတ်တဲ့ယောဂီတို့သဏ္ဍာန်မှာလည်းပဲသီလဆိုတာကောမမြဲရမှာလားမြဲရမှာသီလဆိုတော့မြေပြင်ပေါ်မှာညီညာနေမှသမာဓိဆိုတော့ကြောက်ဖြာကိုတင်ပြီးတော့ဝိပဿနာဉာဏ်ပညာဓာတ်ကိုသွေးမှထင့်မြင့်သောသဘောတွေမရနိုင်တာလားရနိုင်တာလားဒါကြောင့်သီလနဲ့စသောတရားအလိုပြောအဲ့ဒီဒါနသီလကိုပြုရင်သင်တို့သည်နတ်ပြည်ရောက်နိုင်တယ်ဆိုပြီးတော့နတ်ပြည်နဲ့စသောတရားအလိုပြောအဲ့တော့နတ်ပြည်နဲ့စသောတရားကိုဟောလိုက်တဲ့ခါကျတော့မဟာပါဠိရဲ့တန်တမှာယခင်ကမသိသေးတဲ့အသည့်တွေယခင်ကမှောင်နေတဲ့တရားတွေအလင်းရောင်ကိုရပြီးတော့သူ့တန်တမှာစိတ်တွေကြည်လင်လာပြီဆိုတဲ့အခါကျတော့မှအော်အဲ့ဒီတရားတွေဟာအပြစ်တွေများစွာရှိတယ်ဟောဘဝဆိုတာကြောင့်တွေအကောင်းတွေလားအပြစ်တွေလားဘဝမှန်သမျှသည်နေရမှာလားမွေးပြီးသေရမှာအဲ့ဒါကြောင့်မိမိတို့တဏ္ဍာမှာရှိတဲ့တရားကိုကာမဂုဏ်ဤအပြစ်ကိုတခါယောဂီတွေကာမဂုဏ်ဤအပြစ်ကိုယောဂီတွေမြတ်စွာဘုရားကကထာခထာဆေး၍တိုး၍ကာမဂုဏ်ဤအပြစ်ကိုပြောသောစကားအလိုပြောအဲ့ဒါကာမဂုဏ်ဤအပြစ်ကိုမြင်တော့မှဘုရားရှင်ကဘာတရားကိုဟောလဲသစ္စာနဲ့စသောတရားပြန်ပြောအဲ့တော့တူတူပြောကြပါစို့ဒီလိုကထာ၅ပါးနဲ့ပြည့်စုံတဲ့တရားကိုနာကြားလိုက်ရတဲ့မဟာပါဠိဟာစိတ်ထဲမှာအော်ဒီခန္ဓာကိုယ်ဟာတနှစ်ကြရင်ယူရင်းရမယ်ပစ္စည်းရမယ်ဒီယူရင်းတာပစ္စည်းတာကိုဘာနဲ့မှတားလို့မရဘူးဘာနဲ့မှတားလို့မရတဲ့ဒီခန္ဓာကိုယ်ကြီးကိုငါလူဘဝနဲ့နေလို့တော့ဘာမှဖြစ်မလာဘူးဆိုပြီးတော့ဖယားထံကိုဝင်ပြီးတော့ယဟန်အဖြစ်ကိုတောင်းပန်တယ်မြတ်စွာဘုရားကလည်းပဲယဟန်ဖြစ်ကိုတောင်းတဲ့ခါကျတော့ချစ်သားသာသနာ့ဘံဝင်မယ်ဆိုရင်အသက်မှာခွဲပန်စရာခွဲပန်ရမယ်သူများရှိရင်ပြန်ပြီးတော့ခွဲပန်အောင်ဆိုပြီးတော့မဟာပါဠိအကူကြီးကစုလပါဠိညီငယ်ထံကိုသွားပြီးတော့ညီမောင်စုလပါဠိအကူကြီးမှာပိုင်ဆိုင်သောစီးပွားဥစ္စာမှန်သမျှညီမောင်ကိုပေးပြရစေအကူကြီးတော့လူပြည်မှာလူဘဝအနေနဲ့မနေချင်တော့ဘူးသာသနာ့ဘုံကိုဝင်ချင်ပြီးဆိုတဲ့အကြောင်းကိုမဟာပါဠိအကူကြီးကညီဖြစ်တဲ့စုလပါဠိကိုအကြောင်းကြားတဲ့အခါကျတော့ညီငယ်စုလပါဠိကဘာပြောလဲဆိုတော့နောင်တော်ကြီးတဲ့အကျွန်ုပ်တို့မှာမိခင်မရှိတဲ့အချိန်ကစ၍နောင်တော်ကြီးသည်ကျွန်ုပ်၏မိခင်ပါဖခင်ကြီးမရှိတဲ့နောက်ပိုင်းမှာနောင်တော်ကြီးသည်ဖခင်ဖြစ်ပါတယ်ဒါကြောင့်နောင်တော်ကြီးသည်သာသနာ့ဘုံမဝင်ပါနဲ့ဒါနပြုခြင်းကကြိုက်တဲ့လောက်ပြုပါသီလစောင့်တည်ခြင်းကကြိုက်တဲ့လောက်စောင့်တည်ပါသာသနာ့ဘုံကိုတော့မဝင်ပါနဲ့ယောဂီမတားမြစ်တာလားတားမြစ်တာဆိုလိုတာကတော့သာသနာ့ဘုံတော့မဝင်ပါနဲ့ဒါနသီလနဲ့တော့ပျော်ပါပေါ့ဒါပေမဲ့တရားအသိရှိလာတော့သူတို့အတွက်ကြတော့တွေအကိုဖြစ်တဲ့မဟာပါဠိကအဆန်လန်းကိုတက်မယ်ညီဖြစ်တဲ့စုလပါဠိက
အစုံလန်းကိုဆင်းမယ်နော်ညို့တဲ့တမီတဲ့တပါးတဲ့ကမွေးလာတော့ညီနောင်နှစ်ပါးဖြစ်ပါတော့ညာလေးပဲတယောက်နဲ့တယောက်တည်းစိတ်ထားခြင်းကအဲ့လိုပြောတူသလားမတူတာသည်အလိုလိုလားတရားအသိကြောက်လားတရားအသိရှိသောသူကအစုံလန်းကိုလိုက်မာလားအဆန်လန်းကိုတက်မာလားအဲ့တော့တူတူပြောကြပါစို့မဟာပါဠိယဟန်အဝတ်နဲ့သာသနာပေါင်းရောက်သွားပြီသာသနာပေါင်းရောက်တဲ့အခါကျတော့ယောဒီငါးဝါတင်းတင်းဥပ္ပဇေဆရာထံမှာသာသနာတော်ရဲ့အသုတ်အနှုတ်သာသနာတော်ရဲ့အလေးအကျင့်ဒါတွေကိုလက်ကျင့်ပြီးတော့မြတ်စွာဘုရားထံမှာကမ္မထမ်းတွေတောင်းတယ်ဘုန်းတော်လော်ရာကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်ဒီသာသနာပေါင်းရောက်လို့ငါးဝါတင်းတင်းပြပါပြီဘုရားတပည့်တော်အားကြစ်ဖွယ်ရာတရားတွေဘာတွေရှိသလဲအဲ့တော့မဟာပါဠိမထေရမြတ်ကမြတ်စွာဘုရားထံမှာကမ္မထမ်းတောင်းတော့ချစ်သားငါဘုရားဤသာသနာပေါင်းရောက်လာသောယဟန်တာမဏေတို့သည်တေကန္ထဒုရနေဝိပဿနာဒုရဘယ်နှမျိုးတေနေကအဲ့ဒီဒုရနှဖျားကိုတော်လာကောင်းတဖျားဖျားကိုတော်လာကောင်းကြည်ကြံကြိုးကုပ်ပွားများအားထုတ်ရမယ်ဆိုတော့မှန်လားပါတပည့်တော်ကအသက်အရွယ်တွေရလာပြီဆိုတော့တပည့်တော်ကတော့ဝိပဿနာဒုရကိုပဲကြိုးစားပါမယ်ဖေယားဆိုပြီးတော့မြတ်စွာဘုရားထံကကမ္မထမ်းတွေတောင်းပြီးတော့ဦးဇင်းတို့တာဝတိပြည်နဲ့ယူဇနာ120ဝေးတဲ့ဇနပုတ်ရွာကြီးတရွာကိုအဖော်ယဟန်60နဲ့ဘာလို့ဖို့သွားလဲအလိုပြောတရားအထုတ်ဖို့သွားတော့ဇနပုတ်ရွာကိုရောက်ပြီဆိုတော့အဲ့ဒီမှာဦးဇင်းတို့မဟာပါဠိမထေရကကြံတဲ့59ပါးသောယဟန်တွေကိုမေးတယ်အရှင်ဘုရားတို့တပည့်တော်တို့ရဲ့လူဘဝတက်တန်းဆိုတာအလောတိုးတောင်းတယ်ဖေရတပည့်တော်တို့ဒီသာသနာပေါင်းရောက်ပြီဆိုတော့အတုမရှိမုဏိထောတရှင်တော်မြတ်ဘုရားအထံကနေပြီးတော့ကမ္မထမ်းတွေလည်းယူပြီးတော့လာခဲ့တဲ့အတွက်တပည့်တော်တို့သည်ထိုင်ခြင်းစင်ကြံဆောက်ခြင်းရက်ခြင်းဘယ်နှမျိုးအလိုပြောဘယ်နှမျိုးလဲဘာတွေလဲအလိုပြောဘယ်နှမျိုးသာပါလဲဘာမပါတာလဲလက်ရောက်တာမပါဘူးတို့အဲ့ဒါကိုတပည့်တော်တို့ကပြင်းပြင်းထန်ထန်ကြိုးစားကြပါစို့ဖယားတော့ပါပြီနော်လေဒါလို့ဆိုတော့အိတ်ချင်းကိုပယ်မယ်ညာဥယံသန်းကောင်ယံမိုးတောက်ယံညာဥ3ယံလုံးမှာလည်းပဲတပည့်တော်တို့သည်ဆွမ်းခံဖို့ကိစ္စလည်းမရှိဘူးဖယားဆွမ်းစားဖို့ကိစ္စလည်းမရှိတဲ့အတွက်ခတ္တခဏအနာအနေမရှိတတိကိုတရဆက်မြင်းနေအောင်ဒီလိုတို့အားထုတ်ကြပါစို့ဖယားရုပ်ရည်ဣရိယာပုတ်ဘယ်နှပါလဲထိုင်ခြင်းဣရိယာပုတ်ဘယ်နှမျိုးလဲအဲ့ဒီ3မျိုးနဲ့တပည့်တော်တို့အားထုတ်ကြပါစို့ဖယားတတိကိုမလွတ်ကြပါနဲ့ဖယားတပည့်တော်တို့တွေ့ကြုံနေသောဖယားမြတ်စွာသာသနာသည်ယခုအလော့ကံကောင်းလို့တပည့်တော်ဒီသာသနာတွင်မှာဒီသာသနာတွင်အလုတ်ကိုတပည့်တော်တို့စူးစမ်းခွင့်ရနေကြတယ်ဖယားဒါကြောင့်ဒီအလုတ်ကိုတပည့်တော်တို့စွမ်းစွမ်းတမန်စူးစမ်းကြပါစို့ဝါဆိုလတရားရောတွေဝါတွင်ကာလပေါ့တလားလုံးမဟာပါဠိမထေရသည်ထိုင်ပြီးအားထုတ်လိုက်ရပ်ပြီးအားထုတ်လိုက်စင်ကြံတွေအားထုတ်လိုက်တလပြည့်သွားပြီတလပြည့်သွားတဲ့အခါကျတော့ဦးဇင်းတို့မျက်စိကမျက်ရည်တွေကတသွင်းသွင်းကျလာပြီမအိတ်တဲ့တန်းတွေပြောလို့နော်
အဲ့ဒီခါကျတော့သူကနေပြီးတော့မြစ်စီထဲကမြစ်ရည်တွေကျလာပြီးဆိုရင်တော့ကြံတဲ့ယဟန်တွေမြင်မှဆိုတော့အခန်းထဲကိုဝင်လိုက်ကျလာတဲ့ဒီမြစ်စီပေါ်မှာဖြစ်သောဝေဒနာကိုဝိပဿနာဆုလိုက်ဆွမ်းခံချိန်ရောက်ပြီဖယားကြံတဲ့မထေတွေကအကြောင်းကြားတယ်အဲ့ဒီခါကျတော့မလာပါဘုရားအရှင်ဘုရားတို့ရှေ့ကကြွနေပါဘုရားတပည့်တော်နောက်ကကြွခဲ့မယ်ဘုရားဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့မျက်စိမှာဖြစ်နေတဲ့ယောဂဝေဒနာကိုတခြားယဟန်တွေဘာဖြစ်လဲမြင်မှကြောက်တဲ့ယောဂီတွေမထေတွေအကုန်လို့ဆွမ်းခံကြွပြီးဆိုသူကနောက်ဆုံးကကြွကျောင်းကိုအများဆုံးပြန်ရောက်ပြီဆိုရင်ပြပမှာမနေဘူးအခန်းထဲမှာအထုတ်တယ်အဲ့ဒါနဲ့ကြည့်တနေ့ဝါခေါင်လာပြီးရောက်တဲ့အခါကျတော့သူ့ရဲ့မျက်စိကအလောပြင်းထန်တဲ့မြည်ရီကနေပြီးတော့သွေးတွေပါလာပြီဘာတွေပါလာပြီသွေးတွေပါလာပြီဆိုတဲ့အခါကျတော့အရှင်ဘုရားဆွမ်းခံချိန်ပါဘုရားကျဲတဲ့မထေရတွေကအသိပေးတဲ့အခါကျတော့မှန်ပါတပည့်တော်ဒီနေ့မကြွတော့ဘူးဘုရားအရှင်ဘုရားတို့ကြွပါတော့ဘုရားယောဂီတွေကြွနိုင်သေးသလားဘာဝေဒနာခံစားနေရပြီအလိုပြောပါမျက်စိဝေဒနာခံစားပြီဆိုတော့ဒါနဲ့ဒီတစ်နေ့နှစ်နေ့သုံးနေ့ဆိုတော့ဒီမထေမကြွဘူးဆိုတော့စွမ်းအာရတွေလည်းမဖုံးပေးရဘူးဆိုတော့ကျန်တဲ့ယဟန်တွေကအခန်းထဲကိုဝင်တော့မျက်စိဝေဒနာကိုသိသွားပြီသိသွားတဲ့အခါကျတော့ဇနပုတ်ရွာထဲမှာရှိတဲ့ဆေးဆရာကိုခေါ်ပြီးတော့ဆေးကုတာပြောတယ်အဲ့ဒါဒီဆေးဆရာကလည်းပဲမျက်စိဆေးကုတဲ့နေရာမှာပါရဂူမြောက်တယ်သူပေးလိုက်တဲ့ဆေးတစ်ချိန်ထက်ရဲ့ဘလောက်ပဲပြင်းထန်သောမျက်စိဝေဒနာဖြစ်နေစေတွေမပြောက်ကင်းတာလားပျောက်ကင်းတာလားဒါပေမဲ့သူပေးသောဆေးကိုကြတော့လျောင်းပေးရမယ်ပက်လက်အိပ်ပေးရမယ်နောက်ယူတယ်ဘယ်လိုအိပ်ပေးရမယ်ပက်လက်အိပ်ပြီးတော့ဥကောင်းကိုမှော်ပြီးတော့ဒီနှာကိုနှံ့ရမယ်အဲ့ဒီနှာကိုနှံ့ပြီးတဲ့အခါကျတော့မှဒီနှာကလည်းထည့်ရမယ်မျက်စိကိုလည်းထည့်ရမယ်ဒါပေမဲ့ဒီမထေမြတ်ကဒီရှိကိုရတော့သူသည်မလျောင်းစစ်ပါဆိုသောအဋိဋ္ဌံကြောင့်ထိုင်ပြီးတော့ရှိခတ်တာပေါ့ထိုင်ပြီးရှိခတ်တဲ့ရောတွေရှိကထိရောက်ပါမလားအလိုပြောမထိရောက်တဲ့အခါကျရောတွေတခြားမထေတွေကလည်းပဲအရှင်မယမျက်စိဝေဒနာသက်သာရဲ့လားဖယားဘာမှမပြောဘူးစိတ်နေလိုက်တယ်အဲ့ဒါနဲ့ရောတွေဆေးဆရာကအရှင်မြတ်ဒီကနေ့မဟာပါဠမထေကြီးမတွေ့ပါလားဖယားတပည့်တော်ပေးတဲ့ဆေးကိုခတ်ရလားဖယားယောဂါကိုတတ်တာရလားဖယားအဲ့လိုပြောတဲ့အခါကျတော့ယောဂါကတော့မသက်သာဘူးတကားကြီးဒါကြတော့ဆေးဆရာကမဟာပါဠမထေသန်းတို့လာပြီးတော့အရှင်မြတ်ဖယားတပည့်တော်ပေးတဲ့ဆေးကိုခတ်ရလားဖယားခတ်တယ်တကားကြီးသက်သာသလားမသက်သာဘူးအရှင်မြတ်ဘယ်လိုခတ်တယ်လဲမဖြေဘူးတစ်ချိန်နှစ်ချိန်သုံးချိန်အချိန်ချိန်မေးတယ်သူဖြေသလားအလိုပြောဘာဖြစ်လို့မဖြေတာလဲသူအဋိဋ္ဌံကိုသိမှကြောက်လို့ရုပ်တယ်သဘောပေါက်သလားအဲ့ဒီခါကျတော့သူသည်ဆေးဆရာကဘာပြောလိုက်လဲဆိုတော့ဧကန္တတပည့်တော်ရဲ့ဆေးသည်တပည့်တော်ညွှန်ကြားတဲ့အတိုင်းတစ်ချိန်တစ်ခါခတ်ယုံများနဲ့ကောင်းသောဆေးဖြစ်ပါသောညအရှင်ဘုရားသည်တပည့်တော်ဤညွှန်ကြားချက်အတိုင်းမလိုက်နာတဲ့အတွေ့တော်ပြီအရှင်ဘုရားကလည်းတပည့်တော်ဆေးခတ်တယ်လို့သူများကိုမပြောနဲ့ဘုရားတပည့်တော်ကလည်းပဲအရှင်ဘုရားကိုဆေးကုတယ်လို့တပည့်တော်မပြောတော့ဘူးဘုရားအရှင်ဘုရားဒိုက်နဲ့အရှင်ဘုရားကရှိပါစေတော့ဆရာကလည်းစော့ဆေးဆရာကဘာလို့လိုက်ပြီအဲ့ဒီတော့မှမဟာပါဠကသူ့ကိုယ်သူပြောတယ်သင်သည်ဒီမျက်စိကြောင့်တန်တရာလေခဲ့တဲ့ဘဝတွေအားလို့ပြောသင်သည်ဆေးဆရာစကားကိုနားထောင်မလားဖယားစကားကိုနားထောင်မလားဘယ်သူမေးတာလဲ
ယောဂီတို့လည်းမေးလေဆေးဆရာစကားကိုနားထောင်မလားဆေးဆရာစကားကိုနားထောင်လို့ဒီမျက်စိကောင်းရင်တဘဝဖယားရှင်ဟောကြားအဆုံးအမကိုနားထောင်ရင်ထာဝရအဲ့တော့သင်သည်မျက်စိနဲ့နိဗ္ဗာန်နဲ့မျက်စိဘယ်ကိုယူမလဲအလိုပြောဘုသူကဘသူမင်းနေတာလေအလိုပြောကဲတူတူပြောကြပါစို့ဖယားစကားကိုနားထောင်၍သတိပဋ္ဌာန်၄ပါးတို့တွင်သူနဲ့သူကမ္မထမ်းနဲ့ကြိုက်တော့သူစရက်နဲ့ကြိုက်တော့သတိပဋ္ဌာန်ကိုနှလုံးသွင်းရှင်းရှင်းလိုက်တဲ့အခါကျတော့မျက်စိလည်းပြည့်စည်သွားပြီကိလေသာလည်းပြည့်စည်သွားပြီဟောတကြိမ်တည်းတော့တွေပြန်ပြောမျက်စိလည်းပြည့်စည်သွားပြီဘာဖြစ်သွားပြီလဲအလိုပြောမျက်စိလည်းကမ်းပြီယဟန္တာလည်းဖြစ်ပြီအလိုပြောအလိုပြန်ပြောသတည်င်းလဲကြော့ပြီပေါ့နော်ကြတယ်အဲ့ဒီခါကျတော့မထေရမြတ်60ကအရှင်ဘုရားတပည့်တော်တို့တော့သတည်င်းကာလကြော့ပြီဆိုတော့တာဝတိပြည်ကိုပြန်ကြွတော့မယ်အရှင်ဘုရားလဲကြွခဲ့ဖို့အကြောင်းအဲ့ဒီခါကျတော့မဟာပါဠမထေရကငါရှင်တို့ကြွခဲ့ပါတပည့်တော်ကအာနေသွားပြီဘုရားတပည့်တော်နဲ့အရှင်ဘုရားတို့သွားမယ်ဆိုရင်တပည့်တော်အတွက်အရှင်ဘုရားတို့သည်ခရီးတွေတွင်ကျဲမှာမဟုတ်ဘူးဒါကြောင့်အရှင်ဘုရားတို့တာဝတိမြို့ရောက်လို့တပည့်တော်ရဲ့ညီတော်စုလပါဠနဲ့တွေ့ရင်တော့တပည့်တော်အကြောင်းကိုပြောစမ်းပါဘုရားတို့ပြောတော့မထေမြတ်59ပါလဲတာဝတိပြည်ဇေတော်အကြောင်းကိုရောက်ညီတော်ဖြစ်တဲ့စုလပါဠဆိုတော့တထေးအိမ်ကိုဆွမ်းခံကြွတော့သူ့ရဲ့နောင်တော့မဟာပါဠရဲ့အကြောင်းကိုမေးတော့ယောဂီတွေတူပြောမယ်နော်သူ့ရဲ့တူတော်မောင်ပါဠိတကိုမဟာပါဠကိုပက်ဖို့အတွက်ကိုရင်အဝတ်နဲ့ယူဇနာ120ဝေသောဇနပုတ်ရွာကိုကိုရင်ဘဝနဲ့မသွားတာလားသွားတာအဲ့တို့ပြောမြောက်တွေကြည်အဲ့ဒါနဲ့ပဲကိုရင်ကရှေကတောင်ဝေးနဲ့နောက်ကဦးရီတော်မဟာပါဠကမျက်လုံးကွယ်ပြီးတော့ကြွားရင်နဲ့ရွာတရွာရောက်တော့တောအုပ်ထဲကအမျိုးသမီးတယောက်သချင်းတန်ကြားတယ်သချင်းတန်ကြားတဲ့ခါကျတော့တောင်ဝေးကိုကင်လာတဲ့တူတော်မောင်ကဦးရီတော်ဖယားခတ္တခဏဆိုင်တော်မူပါဦးဖယားတပည့်တော်အခင်းကြီးအခင်းလေးသွားချင်တဲ့ဖယားသူကလည်းအခင်းကြီးခင်းလေးသွားမယ်လို့ပြောပြီးတော့သွားခုနကသချင်းတန်လည်းတိတ်ဧကန္တဒီကိုရင်သီလပြစ်ပြီဧကန္တအလိုပြောကိစ္စဝိစ္စပြီးတဲ့ခါကျတော့ကိုရင်ပါဠိတာကဥယီတော်ဆိုပြီးတော့တောင်ဝေးကိုကင်ပြီးကြွားကြပါစို့အသင်ကျွန်ုပ်ဤတောင်ဝေးစောကိုမကင်မာနဲ့တော့အသင်သည်ယုံမာသောသူအကုသိုလ်ကိုချစ်ခင်တွေ့တာသောသူဖယားဤစကားကိုနားမထောင်သောသူဖြစ်သည့်အတွက်အသင်သည်ကျွန်ုပ်တိုင်ဝေးကိုလာပြီးတော့မကင်မာနဲ့လို့ပြောတယ်သူ့ရဲ့တူတော်မောင်ကိုမနှင်ထုတ်လိုက်တာလားနှင်ထုတ်လိုက်တာလားဒါလို့ဆိုသူတော်ကောင်းတို့သည်သူတော်ကောင်းကိုပဲမြတ်နိုးကြသည်သဘောပေါက်သလားဘယ်လိုပြောလဲသူတော်ကောင်းတို့သည်သူယုံမှန်ကိုမမြတ်နိုးပြောတယ်သဘောပေါက်ပြီနော်အဲ့ဒါမျိုးတွေကြည်တူတူပြောကြစို့တရားမင်းကြီးရဲ့ပန္တုကပလမြတ်ကြောက်ဖျားကြီးတင်းမှာပူပြင်းလာတော့ဘယ်အကြောင်းတွေဖြစ်တယ်လဲဆိုပြီးတော့လူပြည်ကိုကြည့်လိုက်တော့မဟာပါဠမထေရမြတ်ကြီးဒုက္ခိတဘဝနဲ့လိုရာခရီးကိုမရောက်ဘူးဆိုတော့တရားမင်းဤတကူတော်ဖြစ်ယောဂီတွေဇေတော်ကျောင်းတော်ကိုမရောက်ခဲ့တာလားရောက်ခဲ့တာလားအဲ့တော့ဇေတော်ကျောင်းတော်ရောက်ပြီဆိုယောဂီကြီးအဲ့ဒီရောက်တဲ့ညမှာလဲမိုးကလည်းရွာမနေ့လင်းလာတဲ့ခါကျတော့ဇေတော်ကျောင်းတော်ကိုတခြားသောမြို့တွေကတန်ဃာတွေကကြွလာတဲ့ခါကျတော့ကျောင်းတွေကိုအစဉ်လှဲပြီးကြည့်တော့မဟာပါဠမထေရမြတ်ရဲ့ကျောင်းရှိမှာပိုးဖရံတွေကများစွာရှိနေတယ်
အဲ့ဒီမှာဥစ္စာတို့မဟာပါဠမထေရကြီးကလည်းပဲဇင်းကြံကြွတော့ပိုးဖလံတွေကိုမနှင်းမိမှာလားနှင်းမိမှာမသေးတာလားသေတာလားအဲ့ဒါလို့သေတဲ့အခါကျတော့မှအဲ့ဒီမထေမြတ်တွေကမဟာပါဠမထေရကြီးကိုဘလို့အပြစ်တင်တယ်လဲဆိုတော့ဩမျက်စိကမ္မဇင်းကြံကမ္မထမ်းတွေပွားဘလို့အောင်မလေးကျမ်းမာတို့ကတော့တုံလုံးပဲ့လက်အိတ်ဘယ်လိုပြောလဲတုံလုံးပဲ့လက်မအိတ်တာလားအိတ်တာလားတုံလုံးပဲ့လက်အိတ်တယ်ယခုလိုမကျမ်းမာတော့မှမျက်စိမမြင်တော့မှအခုတော့သတ္တဝါတွေသီချေကုန်ပြီးသီလတွေပြည့်စည်ကုန်ပြီးဆိုပြီးတော့ဖယားထံကိုသွားပြီးတော့တင်ပြလျှောက်ထားတာပေါ့အဲ့ဒါတင်ပြလျှောက်ထားတဲ့အခါကျတော့မှဖယားရှင်ကိုရောမြတ်ကြီးကဘယ်လိုဟောလိုက်တယ်လဲဆိုရင်မနောပုပ္ပေကမဓမ္မာမနောပုပ္ပေကမဓမ္မာဓမ္မာနာမေခန္ဓာတရား၃ပါးတို့သည်မနောပုပ္ပေကမဝိညာဉ်ခန္ဓာပြဋ္ဌာန်းခြင်းရှိကြကုန်၏ဆိုလိုတာကရောဒီဝိညာဉ်ခန္ဓာဆိုတာရောဒီစေတသိက်ခန္ဓာလားစိတ်ခန္ဓာလားရှိတာခန္ဓာဘယ်နှပါခန္ဓာ၅ပါးကဘာတွေလဲရူပခန္ဓာဝေဒနာခန္ဓာသင်ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာအဲ့ဒီမှာပြောလို့တာကရူပခန္ဓာကိုခဏထားနာမခန္ဓာ၄ပါးမှာဝေဒနာသင်ညာသင်္ခါရဘယ်နှပါအဲ့လိုပြောဘယ်နှပါလဲဒီ၃ပါးတည်စေတသိက်ဝိညာဉ်ခန္ဓာကစိတ်နော်ကြည့်ဝိညာဉ်ခန္ဓာကဘာလဲအဲ့ဒီစိတ်သည်တရွတွေတရားအလုံးကိုသူကဆိတ်ဆောင်တယ်စိတ်သည်တရားအလုံးကိုဆိတ်ဆောင်တယ်အဲ့လိုပြောပါစိတ်သည်တရား၃ပါးကိုရုပ်တွေမဆိတ်ဆောင်တာလားဆိတ်ဆောင်တာလားဒါလို့ဆိုရုပ်တွေတိကျမှတ်တော့ဝိညာဉ်ခန္ဓာကဆိတ်ဆောင်လို့ဝေဒနာခန္ဓာသင်ညေခန္ဓာသင်္ခါရခန္ဓာတို့သည်ဝိညာဉ်ခန္ဓာနောက်သို့မလိုက်ပါရဘူးလားဒါတွင်လားဆိုရစိတ်ကြောက်ဖြစ်သောရုပ်တွေလည်းပဲစိတ်နောက်ကိုမလိုက်ရတာလားလိုက်ရတာလားအဲ့ဒါလို့လိုက်ရတဲ့အတွေ့ရုပ်တွေအရာရာသည်ဘသူကဥဆောင်လဲဟုတ်ပြီပြောမျိုးပါအရာရာသည်ဘသူကဥဆောင်လဲဒါကြောင့်စိတ်နဲ့စပ်ဆိုင်သမျှသဘောတရားတို့သည်ကြံစီခြင်းပြောဆိုခြင်းပြုလုပ်ခြင်းဟူသမျှတို့သည်စိတ်သာလျင်စိတ်သွားရှိကုန်၏ဘသူကစိတ်သွားဘာကြောင့်ထိုင်လဲထိုင်ခြင်းလို့ထိုင်တယ်အဲ့လိုပြောဘာကြောင့်တရားစကားလောင်ဝေးလဲဝင်ကျင်တဲ့စိတ်ကဝင်တယ်ရွတ်တယ်တဘာပါပြီနော်ဒါကြောင့်ဘသူကဆောင်းတယ်လဲနောက်တစ်ခုဘာပြောတယ်လဲမနောသက်ထာစိတ်သာလည်းရင်အကြည်အမှုရှိ၏အလိုပြောမနောမယစိတ်ဖြစ်သာပြီး၏အလိုပြောစိတ်သာအကြည်အမှုရှိ၏စိတ်ဖြစ်သာပြီး၏ပြန်ပြောသူတို့ဆိုဘသူကဥဆောင်တယ်လဲဘသူနောက်ကိုလိုက်နေရလဲသူတို့ဆိုတစုံတယောက်သောသူသည်ပြင်မာလိုသောစိတ်ဖြင့်မကောင်းတာပြုမိမယ်မကောင်းတာပြုံးမိမယ်မကောင်းတာကြံမိမယ်ဘသူဥဆောင်လဲအလိုပြောဒီစိတ်ဥဆောင်ပြီးတော့မကောင်းတာတွေပြုမိမယ်မကောင်းတာတွေပြုံးမိမယ်မကောင်းတာတွေကြံမိမယ်ဆိုလျင်တဲ့အဲ့ဒီပြုသောထိုသူဤစိတ်နောက်ကိုလဲပြီးသည်နွားဤခြေရာကိုအစဉ်လိုက်၍နင်းတယ်လို့ပဲတဲ့ခြေသားတို့စိတ်ရဲ့တဏ္ဍာမှာအဓိကစေတနာသည်အရေးမကြီးတာလားအရေးကြီးတာလားဒါလို့ဆိုရင်အဲ့ဒီမဟာပါဠမထေရမြတ်ကြီးသည်ဒီပိုးတွေကိုမြင်သလားမြင်ပါဘူးရှိတယ်လို့သိသလားသိစေလို့သောစိတ်ရှိသလားသိစေလို့သောစိတ်မရှိတဲ့အတွက်သူ့မှာအပြစ်အာဘသစ်ပါမလား
အပြစ်အပတ်မသက်တဲ့အကြောင်းယဟန္တာမထင်မြတ်ဖြစ်တဲ့အကြောင်းကိုမြတ်စွာဘုရားကအမိန့်ရှိတော်မူလိုက်တဲ့အခါကျတော့အရှင်ဘုရားယဟန္တာဖြစ်ပါလေကဲနဲ့အဘဲကြောင့်မျက်လုံးနှလုံးကွယ်ရသလဲဘုရားဒီတော့ဘာပြီနော်တွေ့မျက်လုံးနှလုံးဘာကြောင့်ကွယ်ရသလဲဘုရားလို့မေးလိုက်တဲ့အခါကျတော့ရောကြည်ပရိစ္ဆသမုပ္ပါဆယ်ဝိုင်းကြီးကိုကြည့်လို့ရောတွေ့ပရိစ္ဆသမုပ္ပါဆယ်ဝိုင်းမှာဥစ္စာတို့မနစ်ကပြောပြီးပြီဟုတ်နော်အုပ်စု၃မျိုးရှိတယ်ကိလေသာအုပ်စုကံအုပ်စုခန္ဓာအုပ်စုပြန်ပြောကိလေသာအုပ်စုကံအုပ်စုခန္ဓာအုပ်စုအဲ့လိုပြန်ပြောပါကိလေသာအုပ်စုကံအုပ်စုခန္ဓာအုပ်စုသူဟာဘဝတစ်ခုမှာဆေးဆရာတယောက်ဖြစ်ခဲ့ဘူးတဲ့မျက်စိဝေဒနာဆွဲကပ်နေသောအမျိုးသမီးတယောက်ယောဂါကိုကုပေးမယ်ငါကိုဘာအဖို့အခတွေပေးမလဲသူမျက်စိသာကောင်းလေရင်သူနဲ့သူ့ဆွေမျိုးတွေအားလို့ဆရာထမ်းမှာကြော်ခံပါမယ်အဲ့ဒီခါကျတော့ဒီဆေးဆရာကမျက်စင်းစင်းပေးတော့မျက်လုံးကကောင်းသွားပြီကောင်းသွားတဲ့အခါကျတော့ကာယကံရှင်ကမျက်လုံးကောင်းသွားပြီဆိုတော့ငါနဲ့ငါဆွေမျိုးသူ့ထံမှာကြော်ခံရမယ်ဆိုတော့မဖြစ်ဘူးဆိုပြီးတော့ကာယကံရှင်ကလည်းလိန်ညာသောစိတ်ဖြင့်မျက်စိမကောင်းသေးဘူးမပြောလိုက်တာလားပြောလိုက်တာလားတပည့်ကိုကဆေးဆရာပဲပညာရှိပဲရောတွေအဖို့အခမရတော့ကဘာဖြစ်တယ်လဲဒင်းကတော့ငါပညာအစွမ်းကိုမသိသေးပဲကိုဒီလိုဆိုတော့သူ့ကိုငါကမ်းအောင်လုပ်လိုက်မယ်အလိုပြောလှုပ်တဲ့အလုပ်လားမလှုပ်တဲ့အလုပ်လားသိလို့လားမသိလို့လားမသိတာအဝိဇ္ဇာဘာဝအဲ့ဒီအဝိဇ္ဇာကိလေသာဝကခိုင်းပြီးသူအုပ်ချုပ်ပြီးဆိုရင်ကန်းစီသောဆေးကိုခတ်လိုက်တယ်ကန်းစီသောဆေးကိုခတ်လိုက်တာကအလိုပြောသူတို့ရှိသင်္ခါရကကံအုပ်စုအဝိဇ္ဇာကကိလေသာအုပ်စုအဲ့ဒီကိလေသာကကံကိုခိုင်းတော့ခန္ဓာအုပ်စုဆိုတော့ဒီဘဝမှာယောဂီတွေနောက်ဆုံးပစ္စည်းမှာဘဝိကာရောက်တဲ့အခါကျတော့သူ့ရဲ့စိတ်ကြောင့်မကောင်းသောစိတ်ကြောင့်မကောင်းသောစေတနာတွေဖြစ်ပေါ်လာပြီးတော့မကောင်းသောအမှုတွေကိုပြုလုပ်လိုက်တဲ့အတွေ့သူသည်မျက်စိကန်းတယ်ဆိုတော့ဝိပါကအကျိုးကိုသူမခံရတာလားခံရတာလားဒါသည်ဘယ်သူမပြုအဲ့တော့ဘယ်သူမပြုမိမိမှုကိုယောဂီတွေသိထားမယ်ဆိုရင်ဒီနေ့အားလုံးသောယောဂီသူတော်စင်တို့သည်လည်းပဲမသိသေးဘူးဆိုရင်မသိသောစိတ်သည်မကောင်းသောအလုပ်တွေလုပ်လိုက်မယ်မကောင်းသောအပြောတွေပြောလိုက်မယ်မကောင်းသောအကြံအစီတွေကြံစီလိုက်မယ်အဲ့ဒါလို့လုပ်လိုက်တဲ့အတွက်မသိသောစိတ်ရဲ့အောက်မှာမကောင်းသောအလုပ်မကောင်းသောအပြောမကောင်းသောအကြံကိုကြံစီလိုက်မယ်ဆိုရင်ဒီပုဂ္ဂိုလ်ဤအနောက်ကိုယောဂီတွေဒီဝေါ့ကျွေးတွေဒီတကောက်ကောက်နောက်ကမလိုက်ကြမှာလားလိုက်ကြမှာလားအဲ့ဒီအကိုယောဂီတို့ကတတိတံဝေကကြီးစွာထားပြီးငါတို့ဒီလည်းပဲအတိတ်ဘဝယခုဘဝမှာမသိခင်တို့ကမှားခဲ့ဓာတွေအလိုပြောဘာကြောင့်မှားလဲမသိသောစိတ်အလိုပြောအဲ့တော့မသိသောစိတ်ကိုဒီကနေ့ယောဂီတို့ကသိသောစိတ်ဖြစ်အောင်သိသောစိတ်ရဲ့အောက်မှာမလုသေးတာကိုမလုတော့ဘူးမပြောသေးတာကိုမကြံသေးတာကိုအဲ့လိုမိမိတို့ကအသိဉာဏ်ရှိမယ်ဆိုရင်မိမိပြုသောကံဤအရေးသည်မိမိအနောက်ကိုအစင်တစိုက်နောက်ကမလိုက်တာလားလိုက်တာလားကဲအဲ့ဒါဒီယောဂီအားလုံးအချင်းချုပ်တော့ခန္ဓာဘဏ္ဍပါခန္ဓာ၅ပါးသည်ခန္ဓာအုပ်စုဖြစ်တဲ့အတွက်အကြောင်းတရားလားအကျိုးတရားလားခန္ဓာရတော့ဘာသစ္စာသိတဲ့ဉာဏ်ကဒီမေဃသစ္စာခြံရံလိုက်ပြီဆိုလျင်ကိလေသာတရားတွေမိမိသဏ္ဍာန်မှာရှိပါဦးမလားမ
မတိတဲ့တရားကိလေသာတွေချုပ်ငြိမ့်ပြီးသမုဒယသစ္စာသိပြီးဆိုရင်သမုဒယသိရင်ဒုက္ခချုပ်လို့និရောဓသစ္စာကိုယောဂီတွေနိဗ္ဗာန်မပြုကြမှာလားပြုကြမှာလားအေးဒါကြောင့်ယောဂီတွေ423ဂါထာမှာပထမဂါထာဖြစ်အရာရာကိုဘသူကဥဆောင်လဲအရာရာဘသူကကြည်မှုနေတယ်လဲအရာရာဘာဖြစ်ပြီးတယ်လဲဒါကြောင့်မိမိရဲ့စိတ်ကိုမဆုံးမရမှာလားဆုံးမရမှာလားဆုံးမမယ်ဆိုတော့စိတ်ဒီခန္ဓာနဲ့ပြောရင်ဘာခန္ဓာဟောပြီဘာခန္ဓာလဲအဝိညာဉ်နဲ့ခန္ဓာမှာလောဘဒေါသမောဟဆိုသောကိလေသာဒီဟုသောစေတသိက်တရားတွေကိုဝင်ရောက်မခံပဲစိတ်ကိုစိတ်လို့သည်အလိုပြောကောင်းတဲ့စိတ်ပေါ်ရင်မကောင်းတဲ့စိတ်ပေါ်ရင်အဲ့ဒီစိတ်ကိုသိတာဒီရုပ်တစ်ချိန်နဲ့သိရမှာလားအချိန်ချင်းသိရမှာလားအချိန်ချင်းသိတော့စိတ်ဤအပြစ်ကိုမမြင်ပါလားမြင်ပါလားစိတ်ဤအပြစ်ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်လဲသစ္စာလဲစိုက်အချိန်လဲကြိုက်၍တရားဆုံးအာလုံးသာဓုခေါ်